Hello guys အားလုံးမင်္ဂလာပါပြီဗျာဒါကတော့မနက်ခင်းလေးတစ်ဖြတ်မှာကျမတို့ရဲ့နေရာရဲ့ရာသီဥတုလေးပေါ့နော်ဒါတော့အိမ်ကနေပြီးတော့ငါးစီတက်သွားတဲ့ဟာတွေပါဟိုရောက်မော်ဟင်းကချက်ကျွေးမှာပါဒါပြုတ်ပေးလိုက်လေအကြကွယ်ဒါတော့အဲ့ဒီလိုက်စားသူကဟိုမဖြစ်သေးဘူးလားသူကရောက်ကလမ်းရောက်သွားအဲ့ဒါရပါလေအင်းကလေးရှိရကွာကြီးနော်သမီးပြောနေမှာပေါ်ကိုကွင်းဖြစ်သွားတယ်ဝင်သွားတာဟုတ်လားဟုတ်လောက်မယ်လမ်းလေးကတော်တော်ချင်းအဲ့ဟိုမှာပဲဒီလေးကရောက်ပါပြီပေးပိုက်သွားဟာချက်တော့ဒါဘယ်သူလဲလို့ကြည့်နေဟိုကလေးမမိုင်းသုံးလေးလားအဲ့လေအဘလူလဲသိလားတီလဲဖမ်းမိလားကောင်းအမဲလေးပါသေးတယ်ဒါပေမဲ့ဒါပိုကောင်းတယ်သူကတော့အင်ဂျီခဏခဏလဲပဲအဲ့ခွေးကြောက်တယ်ပြလေရင်တော့မကြောက်ဘူးကတော့ခွေးမသားကြောက်ခွေးကငါတို့ပြန်ကြောက်နေရလားမသိဘူးပေါ့ရေငါတို့သူမကြောက်ပါဘူးခွေးတွေကိုကြောက်ပါရဲ့ဒါကကြီးမာပန်းလေးတော့လှတယ်ပြင်မှာတော့လှတယ်ကင်မရာထဲမှာဝင်းလို့ကြည့်ကြအောင်ပြောင်းလေးကြည့်လေဟိုမှာကြည့်လေလဲညာငါ့ကိုအဲ့လိုများနေပို့လာလို့မတိုင်းငါညသိလေပြီကျွတ်တော့မရှိဘူးနော်မရှိဘူးရှိဟောလဲတိတိုင်းတွေ့ပါဆိုပါပြန်တော့ဒီရကဟဲ့တွေ့ကြကုန်မယ်ဟဲ့ဟုတ်တယ်ဒီနာအိမ်လေးတွေကတော့တလုံးလေးမှကြည့်ကျွန်တော်အိမ်လေးချစ်ဖို့ကောင်းတယ်သူကဒီလားဒါတော့ထွေးတာကြည့်ဒါကျွန်တော်ညောက်လို့ရအောင်ညောက်လိုက်ဒီတိုင်းမဟုတ်မကုန်တာတော့မကမေးရမှာတဲ့အိမ်ကသူရမ်းပျော်တာသူရမ်းလာချင်တာတော်ကြဒါကြပြီညောင်းလိုက်တာအရင်လှဲလာအောင်မညောင်းဘူးမန်ဟဲ့စိုက်လောက်ထက်ဘဲဦးကပို့ပို့3လုံးနော်5လုံးနဲ့5လုံးလား5လုံးထည့်လိုက်5လုံးထည့်လိုက်လက်ပဲရဒီစုံလိုက်မယ်စားပွားဒီစုံတူမထားဒီစုံယူလိုက်စားရလားထားလာပါစေလာထားထိုင်ရဟဲ့ငပြနည်းနည်းယူမယ်လေယူလိုက်မယ်နည်းနည်းလေးစားမနိုင်ပြီးရောမမထည့်ဘူးလားရောထည့်မယ်နည်းနည်းကိုတဲ့ပဲနည်းနည်းပဲထားမယ်လက်ကလေးစေးတာလက်ကလေးစေးတယ်ပါလေလုံးနေနော်ဆက်လာတယ်ဒီမို့ကတော်ဒီမို့လေအေးပါလာဒီကဟာလားတင်မောသည်ရှိပြီးတော့မခိုးတော့ဘူးခိုးရမဲ့သူမရှိတော့ဒီမှာဒါလေးဆိုအဆင်ပြေမှာတမ်းမြတင်းကတော့မှုင်းနေအောင်စားကြည့်တယ်နေရရလို့ရတယ်နော်ခေစားကြည့်လိုက်မယ်မြည်ကြည့်လိုက်မယ်မသေးလားစေရောအဲ့ဒါကဘိုးလာလေပါကောင်းပြီလားလူကတာထပ်မလာတော့ပြီးရင် vlog လေးတွေကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက် vlog လေးမှာဆက်တွေ့ပါမယ်အားလုံးမတားပါ